妈的呀，看那么前方早起路线，比如说拉回那啦，那爸爸先别那个不行了。 ပြပြချင်းတဲ့တည်းလေးဒီမန္တလေးမှာပေါ့နော်ဥပိန္ဒတာပေါ်မှာဒီတမယာတီတို့ရောင်းတဲ့ဖတ်တီမာတမယာတီတို့ကအရန်လေးလူကြားထဲမှာနာမည်ကြီးနေတယ်ပြီးသွားလို့ချင်းအရန်လေးပေါ့နော်ဟိုစားကောင်းနေဆိုပြီးတော့လူတွေအများကြီးချိတ်တူတန်းစီပြီးဝယ်နေရတာဖြစ်ပါတယ်ဆိုတော့အခုကတော့ဒီနေ့ပေါ့နော်မနေ့က24ရက်နေ့မှာပဲဒီဖတ်တီမာကို FDA နဲ့စီပင်ကနေပြီးတော့လာစစ်ပြီးတော့သူ့ကိုပေါ့နော်မရောင်းခိုင်းတော့ဘူးပေါ့ဘာမှလည်းလုပ်ခွင့်မပေးတော့ဘူးဆိုတဲ့အကြောင်းလေး social media တွေမှာလူပြောများနေတဲ့အတွက်ကြောင့်မလို့အကုန်လုံးသိအောင်လို့လာမျှဝေပေးခြင်းပဲဖြစ်ပါတယ်ရှင် အခုဆိုရင်တော့ဖတီမာတမယာရီတုတ်ကြောင့်ပဲရန်ကုန်မြို့ကမာကြီးတွေ့ကြလို့ဆယ်လီရီတောင်မှပဲတမယာရီတုတ်ကိုရောင်းချနေတယ်လို့လူတိုင်းဒီပါလဲစားနေကြပါတယ်အခုဆိုရင်တော့နာမည်ကြီးဆယ်လီရီတောင်တမယာရီတုတ်ကိုစားပြနေကြပါပြီဒါပေမဲ့လည်းအခုခါမှာတော့လူတွေကဖတီမာတမယာရီတုတ်ကအန်နီရဲ့များပုံကိုနိုင်ငံခြားကဆရာဝန်တယောက်ကသတိပေးလာခဲ့ပါတယ်အဆိုပါဆရာဝန်ကတမယာဒီဆိုတာကအက်ဆစ်အချင်တက်ဖြစ်တယ်လို့ဆိုပါတယ်ဒါကြောင့်လူတယောက်စားနိုင်တဲ့တမယာဒီပမာဏကတမယာဒီတစ်ချမ်းအများဆုံးတမယာဒီတစ်လုံးဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့လည်းအခုချိန်မှာတော့လူတွေကတမယာဒီအလုံးပေါင်းများစွာကိုစားပြနေရဖြစ်ပါတယ်အခုချိန်မှာမန္တလေးမြို့ဥပိန္ဒတာဘေးနားလေးကရောင်းချနေတဲ့ဖတီမာအချင်ပေါင်းကနှစ်တွေအကြာကြီးရောင်းလာခဲ့ပေမဲ့အခုချိန်မှာရုတ်တရက်ကြီးနာမည်ကျော်ကြားလာခဲ့ရဖြစ်ပါတယ်။ဖတ်တီမာရောင်းချခဲ့တဲ့တမယာတီကတော့အခွန်ခွာထားတဲ့တမယာတီအလုံးလိုက်ကိုအငံတက်ပိုပိုတသားပါတယ်။အနည်းများများနဲ့ချင်းချင်းငန်ငန်ဆက်ဆက်လေးရောနေပြီးတော့ရောင်းချတာဖြစ်ပါတယ်။အထူးသဖြင့်ဖတ်တီမာတမယာတီတုတ်ကပုံမှန်တမယာတီတုတ်တွေထက်အနှစ်ကအဆက်အဟတ်တဲ့အားကြောင့်တမှုထူးပြီးတော့လူကြိုက်များနေရလို့ဆိုရမှာပါပဲ။ဒီလိုမျိုးစားကောင်းတာကြောင့်လည်းမတ်သိန်ကင်ဝင်းခေါ်ဖတ်တီမာရောင်းချတဲ့တမယာတီတုတ်ကိုဝယ်ရဖို့တနအီကျော်နီးပါလူတန်းစီပြီးတော့စောင့်ရတယ်လို့စားသုံးသူတွေကပြောကြပါတယ်။တန်းစီရတဲ့လူတွေကတော့အယောက်200ကျော်လောက်ရှိရလို့လည်းသိရပါတယ်။အခုဆိုရင်တော့မန္တလေးမြို့ဥပိန္ဒတာမှာရောင်းချနေတဲ့မတ်သိန်ကင်ဝင်းရဲ့အတုပ်ကိုတနေ့ကို5-5သိန်းဖို့ထိရောင်းချနေရတယ်လို့သိရပါတယ်။အခုခါမှာတော့နိုင်ငံခြားကဆရာဝန်ကြီးတယောက်ကလူတယောက်ဟာအက်ဆစ်တက်လွန်ခဲ့တဲ့တမယာသီးတွေအများကြီးကိုစားသုံးမိရင်အစာရင်အချင်းပေါက်ပြီးတော့အသက်အန္တရာယ်ရှိနိုင်တယ်လို့ဆိုပါတယ်။မဖြစ်ရင်မဖြစ်ဘူးဆိုပေမဲ့ဖြစ်လာရင်တော့အသက်အန္တရာယ်ရှိရာကြောင့်ဖတ်တီမာတမယာသီးတို့ပါဝင်ဘယ်တမယာသီးတို့ကိုမစုံစင်စင်ချင်းစားကြဖို့တိုက်တွန်းလာပါတယ်။ဒါအပြင်တချို့လူတွေကတော့ဖတ်တီမာတမယာသီးတို့ဟာစားသုံးသူတွေအတွက်တော့တန်ရှင်းမှုမရှိဘူးလို့ဆိုပါတယ်။ဖတ်တီမာတမယာသီးကရောင်းအားတက်လာတာကြောင့်အားကျစရာကောင်းပေမဲ့တစ်ဖက်မှာကြည့်လိုက်မယ်ဆိုရင်တော့ဝေဖန်ခြင်းစရာတွေရှိနေခဲ့ပါတယ်။တနေ့တုန်းကဆိုရင်လည်းဘယ်လိုမျိုးကြိုးချထားလဲမသိတဲ့ငပိရီတွေကိုတမယာသီးပေါ်ကိုဝက်စာပုံကြီးနဲ့ထည့်ပြီးတော့လောင်းချနေတဲ့ပုံစံကတကယ်ကိုမှစိတ်ပြက်စရာကောင်းနေခဲ့ပါတယ်။တည်တည်ကြကြတသက်ရရနဲ့ရောင်းချရမှာဖြစ်ပေမဲ့လည်းအခုကတော့လူကအယမ်းများလာတဲ့အတွက်ဖြစ်တယ်လို့ပုံစံနဲ့ရောင်းချလာခဲ့ရကိုတွေ့ရပါတယ်။ဝယ်ယူသူတွေများလာတဲ့အခါမှာတစ်ဖက်ကလည်းအချိန်မီရောင်းချနိုင်ဖို့အတွက်ပြင်ဆင်နေတဲ့နေရာမှာတန်ရှင်းမှုတွေကအားနည်းလာခဲ့ပြီးတော့လိုအပ်ချက်တွေများစွာရှိလာခဲ့ပါတယ်။ဒါကြောင့်ကြည့်ရှုနေကြတဲ့သူတွေအနေနဲ့ကတော့ဒီလိုမျိုးတန်ရှင်းတက်ရမှုအားနည်းလာတဲ့ဖတ်တီမာအချင်းပေါင်းကိုဝယ်ယူစားသုံးဖို့မသင့်တော်ကြောင်းပြောလာခဲ့ကြပါတယ်။ဒါပစုံကြောက်ကိုမှကြိတ်ထားတာပါ။ဒါကပစုံကြောက်အကောင်လေးလည်းထည့်ပေးပါတယ်။ဒါကျွတ်တူကြောက်မုံလေးမွေးအောင်လို့ပေါ့နော်။ဒီအချိုမုံလေးကတော့ထိမိကွရစားလေးပါတယ်မုံလေးပေါ့နော်။ဒါကတော့လည်းထိမိကွပါပဲပေါ့နော်။အဲ့ဒီလိုထိမိကွဖြစ်သွားပြီ။လေရောက်တီးအဆက်မုံလေးပါ။ငပိရေကြိုလေးနဲ့ပါငပိရေကြိုလည်းပြုံးပြုံးလေးလည်းရောင်းပါတယ်ဖတီမာပေါ့နော်။စားကြည့်လိုက်ပါလို့ရတာလည်းထိမိကွဖြစ်စေရမယ်တန်လဲတန်စေရမယ်စားလို့လည်းကောင်းစေရမယ်။တငယ်ချင်းတို့ဆွေးပြည့်စေရပါဘူး။ဒါတော့ဒီမှာညီတိုက်တာညီလို့ရတယ်။ညီတိုက်တာညီလို့ရတယ်